င်္ဂလာပါခင်ဗျာအာခိန်းကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ခေတ်မှာဆိုရင်ဟက်ကာတွေကကျွန်တော်တို့ရဲ့ laptop တွေ desktop တွေ mobile device တွေဒီ device တွေကိုပို့ပြီးတော့ target ထား cyber attack လုပ်လာကြတယ်ပေါ့နော်ဒါကြောင့်လဲဆိုရင်ဒီ device တွေဆိုတာကျွန်တော်တို့ရဲ့အရေးကြီးတဲ့ information တွေ credential တွေ banking account တွေတူလောင်သိမ်းဆည်းရနေရာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ hacker တွေကပို့ပြီးတော့ target ထားလာကြတယ်တစ်ဖက်မှာလည်းသူတို့ရဲ့တိုက်ခိုက်ဒီ cyber attack တွေကလည်းပို့ပြီးတော့အဆင့်မြင့်လာကြတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ endpoint တွေကာကွယ်ဖို့အတွက်ကပို့ပြီးတော့ခက်ခဲလာတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီ video series ကိုလုပ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ဒီ video series မှာတော့ကျွန်တော်က Trend Micro Vision 1ကိုသုံးပြီးတော့ကျွန်တော်ရဲ့ endpoint device တွေကိုဘယ်လိုကာကွယ်လို့ရမလဲဆိုတာကိုတူတူလေ့လာသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဘာတွေလေ့လာသွားမလဲဆိုရင်ပထမဆုံးအနေနဲ့ endpoint security နဲ့ပတ်သက်ပြီးတော့အခြေခံသိထားမယ်အကြောင်းအရာတွေ best practice တွေလေ့လာရမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ Vision 1 endpoint security မှာရနိုင်မယ်ကျွန်တော် feature တွေအကြောင်းတူတူလေ့လာသွားမယ်ပြီးတော့လို့ရှိရင်ကျွန်တော် Vision 1မှာကျွန်တော်တို့ endpoint agent တွေကိုဘယ်လို deploy လုပ်မလဲပြီးတော့လို့ရှိရင်ဘယ်လိုမျိုး manage လုပ်မလဲဆိုတဲ့အကြောင်းတွေပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ Trend Vision 1ရဲ့ HDR platform ပေါ်မှာကျွန်တော်တို့ရဲ့ endpoint device တွေဝင်လာတဲ့ alert တွေကိုဘယ်လို detail response လုပ်မလဲဆိုတာတွေပြီးတော့လို့ရှိရင်ကျွန်တော်တို့ endpoint security နဲ့ပတ်သက်ပြီးတော့ Vision 1 platform မှာရနိုင်တဲ့အခြား feature တွေအကြောင်းကျွန်တော်သိသလောက် sharing လုပ်ရင်လည်းအတူတူလေ့လာသွားမှာဖြစ်ပါတယ်အကယ်၍မိတ်ဆွေက security analyst တယောက်ပဲဖြစ်ဖြစ်ကျောင်းသားတယောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ platform မှာကိုယ့်ရဲ့လုပ်ငန်းအတွက်တင့်တော်ရလာဆိုပြီးတော့သိချင်နေတဲ့ manager တယောက်ပဲဖြစ်ဖြစ် Vision 1အကြောင်းသိချင်တယ်ဆိုရင်တော့ဒီ video series ကမိတ်ဆွေအတွက်ပဲဖြစ်ပါတယ် Vision 1နဲ့ပတ်သက်ပြီးသိချင်တာတွေရှိလို့ရှိရင်လည်း comment မှာရေးခဲ့နိုင်ပါတယ်ကျွန်တော်ဖတ်ပြီးတော့သိသလောက်ပြန်ပြီးတော့ဖြည့်ပေးသွားပါမယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်